အားလုံးပဲမင်္ဂလာပါ Build Your English ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့သင်ခန်းစာမှာကျွန်တော်တို့ verb အကြောင်းကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်ဒီသင်ခန်းစာမှာတော့ verb to be ကိုလေ့လာသွားမှာဖြစ်ပါတယ် verb to be ဆိုတာဖြစ်ပုံပြပုံတွေကိုဖော်ပြတာပဲဖြစ်ပါတယ် verb to be present tense ကိုဝါကျဖွဲ့တဲ့အခါ subject ကတ္တနဲ့ verb ကိုတွဲဖက်ရမယ့်ပုံသဏ္ဍာန်တွေရှိပါတယ်ဟုတ်ပြီဒီဇာတ်လေးကိုကြည့်မယ်ဆိုရင် subject နဲ့ verb ကိုဘယ်လိုတွဲရမလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ verb မှာဆိုရင် present tense နဲ့ past tense ဆိုပြီးတော့နှစ်ခုရှိပါတယ် present tense ဆိုတာကတော့ယခုလက်ရှိပြစ္ဆုတ်ပံကာလကိုဆိုလိုတာဖြစ်တယ် past tense ကြတော့အတိတ်ကာလကိုပြောခြင်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်စကားလုံးတွေကိုတွေ့ကြည့်ရအောင်ပထမတစ်ခုအနေနဲ့ I am ကျွန်တော်ဟာဖြစ်တယ် I was ကျွန်တော်ဟာဖြစ်ခဲ့တယ်ဥပမာအနေနဲ့ I am a teacher ဆိုရင်ကျွန်တော်ဟာဆရာတစ်ယောက်ဖြစ်တယ် I was a teacher ဆိုရင်ငါဟာဆရာတစ်ယောက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပုံစံတက်ရောက်ပါတယ်နောက်တစ်ခုကတော့ we are ငါတို့ဟာဖြစ်ကြတယ် we were ငါတို့ဟာဖြစ်ခဲ့ကြတယ် you are သင်ဟာဖြစ်တယ်သင်တို့ဟာဖြစ်တယ် you were သင်တို့ဟာဖြစ်ခဲ့ကြတယ်သင်ဟာဖြစ်ခဲ့တယ် he is သူဟာဖြစ်တယ် he was သူဟာဖြစ်ခဲ့တယ် she is သူမဟာဖြစ်တယ် she was သူမဟာဖြစ်ခဲ့တယ် it is ၎င်းဟာဖြစ်တယ် it was ၎င်းဟာဖြစ်ခဲ့တယ် they are သူတို့ဟာဖြစ်တယ် they will သူတို့ဟာဖြစ်ခဲ့ကြတယ်ဒီလိုမျိုးတွဲဖက်ပေးရတာဖြစ်ပါတယ်ဒီ subject နေရာမှာဒီနာမ်စားတွေကိုအသုံးမပြုဘဲနဲ့တခြားလူနာမည်အရာဝတ္ထုတွေကိုသုံးမယ်ဆိုရင် subject ရဲ့အနည်းကိန်းအများကိန်းပုံမူတည်ပြီးတော့ verb ကိုခွဲပေးရတာဖြစ်ပါတယ် subject အနည်းကိန်းဆိုရင် is နဲ့တွဲရမှာဖြစ်ပါတယ် subject အများကိန်းဆိုရင်တော့ are နဲ့တွဲပေးရမှာဖြစ်ပါတယ်ဥပမာကိုကို is ကိုကိုဟာတယောက်တည်းဖြစ်တဲ့အတွက် is နဲ့ပေါင်းပေးရမှာဖြစ်တယ်ကိုကို and ညီညီ are ကိုကိုနဲ့ညီညီဟာနှစ်ယောက်ဖြစ်တဲ့အတွက် are နဲ့ပေါင်းပေးရမှာဖြစ်ပါတယ် the table is စပွဲကတစ်လုံးနဲ့ဖြစ်တဲ့အတွက် is နဲ့ပေါင်းပေးရမှာဖြစ်တယ် the table and the chair ဆိုတော့ table နဲ့ chair ကနှစ်ခုဖြစ်တဲ့အတွက် are နဲ့ပေါင်းပေးရမှာဖြစ်တယ်ဟုတ်ပြီဒီစာကြောင်းလေးတွေကိုကြည့်မယ်ဆိုရင် verb to be present tense ကိုတွေ့ရမှာဖြစ်ပါတယ်ပထမတစ်ကြောင်းအနေနဲ့ I am happy ငါဟာပျော်ရွှင်တယ်ဒါကိုကျွန်တော်တို့က past tense ပြောင်းချင်တယ်ဆိုရင် am နေရာမှာ was ကိုထည့်ပေးရမှာဖြစ်ပါတယ် I was happy ငါဟာပျော်ရွှင်ခဲ့တယ်နောက်တစ်ခုကတော့ you are a student မင်းဟာကျောင်းသားတစ်ယောက်ဖြစ်တယ်ဒါကိုကျွန်တော်တို့ past tense ပြောင်းချင်တယ်ဆိုရင် are ကို were ပြောင်းရမှာဖြစ်ပါတယ် you were a student မင်းဟာကျောင်းသားတစ်ယောက်ဖြစ်ခဲ့တယ် he is a teacher သူဟာဆရာတစ်ယောက်ဖြစ်တယ်ဒါကို past tense ပြောင်းမယ်ဆိုရင် he was a teacher သူဟာဆရာတစ်ယောက်ဖြစ်ခဲ့တယ် it is cold outside အပြင်မှာအေးတယ် it was cold outside အပြင်မှာအေးခဲ့တယ် we are friends ငါတို့ဟာတငယ်ချင်းတွေဖြစ်ကြတယ် we were friends ငါတို့ဟာတငယ်ချင်းတွေဖြစ်ခဲ့ကြတယ်နောက်တစ်ခုအနေနဲ့ sentences တွေရေးတဲ့အခါမှာ there is there are နဲ့ရေးကြတာလည်းရှိပါတယ် subject ရဲ့အနည်းကိန်းအများကိန်းပေါ်မှာမူတည်ပြီးတော့ is နဲ့ are ကိုခွဲရမှာဖြစ်ပါတယ်ဥပမာဒီမှာဆိုရင် there is a boy ယောက်ျားလေးတစ်ယောက်တည်းဖြစ်တဲ့အတွက် is ကိုအသုံးပြုထားတာတွေ့တယ် there are two boys ဒီမှာယောက်ျားလေးနှစ်ယောက်ဖြစ်တဲ့အတွက် are နဲ့တွဲဖက်ပြီးတော့အသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ခုသင်ခန်းစာမှာ verb to be ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြောပြသွားတာဖြစ်ပါတယ်သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့သင်ခန်းစာအသစ်မှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်ပါ